ကြံစစ်သားအသင်းကိုစားပြုပြိုင်ပွဲဝင်မဆုရှန်ဒီဖြစ်ပါတယ်ခင်ဗျာမင်္ဂလာပါရှင်တမီးကတော့ပညာပန်ကိုပိုင်းထက်တန်းကျောင်းတတမတန်းတွင်ပညာသင်ယူနေသောကြံစစ်သားအသင်းကိုစားပြုပြိုင်ပွဲဝင်မဆုရှန်ဒီဖြစ်ပါတယ်ရှင်တမီးရဲ့ခုပါဝင်ရှင်ပြိုင်မဲ့ကြပြကောင်းစင်လေးကတော့ကံပေါင်းဆိုတဲ့ကြပြလေးပဲဖြစ်ပါတယ်ရှင်ဤကြပြလေးကိုစာစုနုရင်ကရေးဖွဲ့ခဲ့ပြီးတရိချိုးကြပြမျိုးစားဖြစ်ပါတယ်ရှင်မိုးပြပြအောက်ရှိကံရည်ပြင်းငိမ့်ငိမ့်ပေါ်တွင်ကြာပရနက်များတင်းပြတ်မွေးကြိုင်နေသည်ဘရုံမာကြာပန်းများနှင့်ကလေးတို့ဤပျော်ရွှင်မြူးတူးနေကြသောအသွင်ကိုမြင်ရောက်လာစေသောရည်ရွယ်ချက်ဖြင့်ရေးဖွဲ့ထားခြင်းဖြစ်ပါရဲ့ရှင်အလုံးပဲနာတော်တာဆင်ပေးကြပါဦးရှင်ကံမောင်ကိုလေသွားစို့လိုက်မလားထွေဘရုံမာဂျာနီမင်းကတင်းပြန်ပြန်မွေကံလေးမဖို့မမီတဲ့ကြာငုံကြီးတကူရောမဝါသူမျောပြုံးလို့သာမောပြုံးရှာခြင်းလေးယနံတူတူအစင်မဝေပါပါအေကံရည်ပြင်းငိမ့်ငိမ့်တတ်မှာပိန်ချရွယ်လီငယ်လို့စိတ်မဲလို့ဆိုရီလီတန်ချူချူတီဆိုလို့မြူလေးပြေတောင်းတော့ဝေးလို့လိုက်ရွင်ရွင်လူကျေးဇူးအများကြီးတင်ပါတယ်ရှင်